မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါဗျာနော်အားလုံးမျှော်လင့်နေကြတဲ့အဖြေကိုအခုဒီနေ့ပေးပါတော့မယ်ခုချိန်ကစတင်ပြီးတော့ဒေါနာကျော်အိမ်ဆောက်ပစ္စည်းလုပ်ငန်းနဲ့ပတ်သက်သမျှလုပ်ပိုင်ခွင့်များအားလုံးကိုလက်ခံရရှိသွားသူကတော့တာဒီနူးဖြစ်ပါတယ်ခင်ဗျာအဖေဘလို့ဖြစ်သွားလဲအဖေအဖေရဲ့သမီးတို့နှစ်ယောက်ကတော့လေသမီးတို့ကအဖေရဲ့သမီးရင်းနေလို့တင်တာတာအဖေ तू ကအဲ့ဆိုအဖေရဲ့သားရင်းပေါ့နော်အဖေလုံးရလိုက်တာအဖေရဲ့ဘာမှလုံးရလိုက်တာတွေမလုံးရလိုက်တာတွေပြောမနေနဲ့နော်ညီတို့ကိုယ့်ရဲ့အပြစ်ကိုကိုပေါ့သိရအောင်ဒီချိန်ကအချိန်တန်ပြီထင်လို့ဖွင့်ပြောလိုက်တာပဲထိုင်မောင်ရင်ကဲပြောအောင်မင်းတို့တွေကိုငါပြောထားတယ်မလားဟုတ်တယ်နော်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာတွေအကုန်မှန်သမျှကိုစစ်ဆေးမယ်ဆိုပြီးတော့ကစစ်ဆေးတာမင်းတို့ဘာတွေလဲလုပ်ခဲ့လဲငါပြောလားဘာတွေလဲလုပ်ခဲ့လဲပြောကြတယ်မအောင်အဖေအဲ့လိုတော့မပြောနဲ့လေအဖေရဲ့သမီးမလေးဆိုင်ရဲ့ရောင်းအားအကောင်းမှုအတွက်ဆိုပြီးတော့ TikTok ဆယ်လီကိုငှားတဲ့အချိန်မှာသမီးပတ်စံနေအရန်ကုန်တယ်အဲ့တော့ဆိုင်ကပတ်စံနေအပြင်ကိုလေသမီးမနင်းညာစုထားရတဲ့အဖေစီကခိုးထားရတဲ့ပတ်စံလေးတွေကိုလေသမီးအဲ့ဒါ TikTok ဆယ်လီငှားဖို့အတွက်ဆိုတုံးလိုက်ရတာအဖေရဲ့သမီးဆိုရင်လည်းအဖေဆိုင်မှာဟောင်းနှွမ်းနေတဲ့ပစ္စည်းတွေအကုန်လုံးလဲပြစ်မယ်ဆိုအားလုံးကိုဖျက်ဆီးပြီးတော့လေခွဲပလိုက်တယ်အဖေရဲ့ပြီးတော့အဖေပတ်စံနေပဲလေအစ်စ်တွေအကုန်ပြတ်ထည့်ထားလိုက်တယ်အဖေအဲ့သမီးဆွဲဆောင်တာလေအဖေဟုတ်တယ်အဲ့ဒါကြောင့်မလို့သမီးတို့အဲ့လိုဆွဆွတမောင်စူးစမ်းခဲ့တာပါဆိုဖေးရလဲနင်တို့တွေကိုငါပေးထားတဲ့တတ်မှတ်ထားတဲ့ကာလအတွင်းမှာဆိုင်ကိုလာပြီးတော့ငါတိတ်တဆိတ်လာရောက်ပြီးတော့စုံစမ်းထောက်လှမ်းနေဆိုတော့နင်တို့သိလားဟမ်ဦးလေးဦးလေးဘာလို့ကျင်တာလဲဦးလေးဘာပြပေးရမလဲဒီဒေါနာကျော်မှာလေကျွေပြားတွေရောဘိုးထိုင်းတွေရောပါကစ်တွေရောအဆုတ်ရှိရဲ့ဦးလေးရဲ့သိလားဦးဘာလုပ်မလဲဟိုကျွေပြားလေးတွေဘာလေးဒီစီလေးနည်းနည်းလိုက်ကြည့်အောင်အော်ကြည့်လေဦးလေးမအစုံမဲကြိုက်တာပြောလိုက်အကုန်ပြောလိုက်ဒီကျွေပြားတွေကဒါဘလို့ရောင်းတာကြွသေးရအော်ဒီမှာလေကျွေပြားတွေကအဲ့လိုဈေးတွေပါတော့မတတ်မှတ်ထားဘူးဟင်ဟုတ်တယ်ဦးလေးဟုတ်လို့ဈေးရောက်တာမဟုတ်ဘူးလားအော်ဟုတ်တယ်လေဦးလေးသူကလာလဲလူပေါင်းမှုတီးပြီးတော့ဈေးကတက်သူပြောင်းသွားတာဒါနဲ့ဦးလေးကဘာလုပ်တာလဲအော်ဦးလေးကဟိုအိမ်နေရာလေးစောက်တဲ့ခေါင်ပါလေဟိုဘာလဲမီးလာမြင်နေချော်ပြီးလုပ်တယ်ပယံလုပ်တာပယံလားဟုတ်တယ်အဲ့ဆိုရင်တော့ဈေးက1000ခွဲ2000ဝန်းကျင်လောက်တော့ရှိရဲ့ဦးလေးညီရငါဝင်နေရပါဈေးကအဲ့လိုမရှိပါဘူးဘာလို့1000ခွဲ2000ဈေးများတာဗောရှိရလေဦးလေးဘာရဲ့နိုင်ငံခြားလာတာဦးလေးမြင်ရောမြင်ဘူးရဲ့လားဒီမှာဒီ quality ကကောင်းမှကောင်းပဲဟောပြီးတော့လေဒီဟာရလေမြက်ခင်းပြပေါ်မှာလေတေချာလေးခင်းလိုက်လေကြိုက်သလိုလေးဘာမဖြစ်ဘူးဒီပြရမြက်ခင်းပေါ်ခင်းလို့ရအောင်လေတက်နေတော့ချောတက်လေကျိုးတက်ကုန်ပါဗောဦးလေးလေဘာမှလည်းမသိကျွေးပြားမမြင်ဘူးရဲ့လားဒီလိုဟာရောမြင်ရောမြင်ဘူးရဲ့လားမြင်မှုဖို့လည်းမရပါဘူးဦးလေးဝဲချင်းဝဲမွဲချင်းနေမဝဲချင်းပြန်တော့ဟုတ်ဒုက္ခချိုးသားလိုက်လားဦးလေးသူစီမှာမဝင်နဲ့ तू ကလေဈေးမရောက်တတ်ဘူးဦးလေးဘာမှသိရလဲမဘာရောက်နေလေဟုတ်ပါသူနေအမောင်လည်းတဲ့ပါကိုလုတော့အောင်အော်ဦးလေးမို့လို့လေစွနာတယောက်စီမှာသွားဝဲတယ် तू ကလေဘာမှမရောက်တတ်ဘူးကြွေပြားကြောက်လဲဘာမှသိတာမဟုတ်လေသမီးမသိလို့ဆိုတော့ဒီကောင်ကြီးကတော့ကောင်းတယ်ဟုတ်တယ်အချင်းမကလည်းဘာလို့ကလို့တော့လို့ဦးလေးဘာလို့ချင်တာလဲဒီလိုကြည့်ပြားလေးအဲ့ဒါလေးဒီလိုအော်ဒါလေးကကြွေပြားလားဦးလေးသမီးတို့ဒေါနာကျော်ဆိုင်မှာဆိုလို့ချင်းသမီးတို့လေရိုးသားမှုဖြူစင်မှုနဲ့ပဲရောင်းတာဦးလေးအဲ့တော့သမီးကပုံမှန်လည်းပြပြဦးလေးဒီကတစ်ချက်ကို4000ဒါပေမဲ့ဦးလေးကိုတော့သမီးကဟိုကနဲ့တော့ရောင်းမှာဦးလေး3000ခွဲနဲ့တော့ရောင်းမှာဟင်ဟုတ်ကောင်ရတော့မှာတောင်းခွဲนี่ဟိုလိုလောင်းခွဲဖြစ်သွားတယ်ဈေးကြီးနေပါအဲ့ဒါအဲ့လိုဒီလိုရှိတယ်ဦးလေးရဲ့ဟိုအကယ်လို့ဦးလေးဒီကဝယ်သွားတယ်မလားဝယ်သွားဆိုသမီးအာမခံချက်ပါထည့်ပေးလိုက်မှာအကယ်လို့ဦးလေးဝယ်သွားတဲ့အချိန်တစ်နှစ်အတွင်းမှာဦးလေးကြွေပြားတွေပဲကွဲသွားတယ်ဆိုလို့ရှိရင်လေသမီးတို့က line ပေါ်မှာတင်ပြီးဦးလေးကိုကြေညာပေးမှာပွဲရှာပေးမှာဦးလေးလည်းပွဲဖြစ်သမီးတို့လည်းပွဲဖြစ်ဆိုနှစ်ဦးလည်းပဲအကျိုးရှိရဦးလေးရဲ့အဲ့တော့ပွဲဖြစ်ခါမှာတခါလေးထည့်ပြီးတော့ယူထားတာပွဲကရှာလေးဟုတ်တယ်ပွဲရရှာသေးတာဒီလိုကဦးလေးအဲ့ဆက်ဒီဖြစ်တာလေဆက်ဒီဖြစ်တာလေအဲ့ဒါနားမလျော်အဲ့တော့အခုတော့ခဏလေးတသေးဦးပြန်ပြောလိုက်အေးဝန်ပြင်းသမီး3000နဲ့ထားပေးမယ်လေ post တင်ပေးမယ်ဦးလေးရဲ့ဟုတ်လားနော် post တင်ပေးမယ်လေပွဲပြအောင်လုပ်ပေးမယ်လေဘယ်တော့လာမှာမတွေးပြီပါတိတ်လာအလုပ်ပေါ်မှာအလောက်ထိကိုစိတ်ဝင်စားကြတယ်ပေါ့ဟဟလားအေးနင်တို့မသိအောင်ငါတက်စိတ်လာပြီးစုံစမ်းထောက်လှမ်းမိမှနင်တို့ငါပြောတာ
ဟောဒီကမောင်တာတီတူကိုငါဘာကြောင့်ရွေးချယ်လိုက်တယ်ဆိုတော့ညီတို့သိလား မသိဘူးလေဖေ အေးမသိရင်တော့ငါပြောပြရမှာပေါ့ပြောပြရမှာပေါ့ ဟယ်လိုဟယ်လိုအေးငါအခုလားငါဒေါနာကျော်အိမ်ဆောက်ပစ္စည်းဆိုင်မှာလုပ်နေရလေအဆင်ပြေတာဗောကွာမင်းကလေဒေါနာကျော်အတွက်သာဆိုရင်လေငါသွေးနဲ့ချွေးနဲ့ငါဒေါနာကျော်ကိုလေငါအဖေလိုချစ်ဟုတ်ပါဘူးဒေါနာကျော်အိမ်ဆောက်ပစ္စည်းဆိုင်ကိုလေငါအဖေလိုငါချစ်တာကွာနောက်ဆုံးကိုပြောမှာကွာဒေါနာကျော်အတွက်သာဆိုရင်ငါရဲ့အသက်ကိုပါပေးရငါပေးပလိုက်မှာ ဒီကောင်လေးကငါတို့ဒေါနာကျော်ဆိုင်ပေါ်မှာတော်တော်သစ္စာရှိရတယ်ဒီလိုဝန်ထမ်းကောင်းမျိုးတော့ငါလက်လွတ်ခံလို့မဖြစ်ဘူး ဝမ်းနေတယ်ကွာငါပြောမလို့ဘူးကွာငါပြောမလို့ဘူးငါလေငါတလောက်သွေးတွေချွေးတွေနဲ့ရင်းလာတာ ဟဲ့ကောင်တာတီတူဘာတွေဖြစ်နေလဲဒီတဲ့ ဆရာကြားတော့လားဆရာ အော်မင်းဒီလောက်ကြီးအော်ကြီးဟင်းတဲ့ငိုးစူးညံနေမှာတော့ကြားတာဗောကွာခေဘာဖြစ်တာလဲပြောစမ်းမအောင်ငါဟာအိုးဘာဖြစ်နေတာတော့တýတဲ့မင်းအင်္ဂါပဲတက်မလာဘူးလားဟဲ့လား ပြောမထွက်လို့ပါဆရာရဲ့ ဟောဒုက္ခပဲမင်းပြောမထွက်ဘူးပြောမထွက်နေရလဲကွာခေအခုပြောထွက်လိုက်ခေဘာဖြစ်တော့ငါပြောစမ်း ဒီလိုပါဆရာကျွန်တော်အရန်ကိုချစ်ခင်ညံ့နိုးတန်ဖိုးထားပြီးစုံမတွေ့တာ ကဲတော့ပါတော့ရှစ်ခင်တန်ဖိုးထားတယ်ညနေဆိုပဲရှေးတာကွာကျွန်တော်တန်ဖိုးထားတယ်ဆိုပြီးရောပေါ့ကွာပြော ဟုတ်ပါတယ်ဆရာကျွန်တော်တန်ဖိုးထားတယ်ဆိုတဲ့အကြောင်းသိနေချင်တာပါဆရာ တော့ပြီ အဲ့ဒီလိုကျွန်တော်တန်ဖိုးထားတယ်ဒေါနာကျော်ဆိုင်လေးကိုလေဆက်ရရဲ့သမီးနှစ်ယောက်ပေါ့အခုသူတို့လောက်တာလေတစ်ဆိုင်လုံးကဝန်ထမ်းနေအကုန်လုံးကထွက်မယ်လုပ်နေလို့ကျွန်တော်လိုက်ပြေရှင်းနေရပါတယ်ဆရာ ဒီစမ်းမဘာသမီးတယောက်ကဘာတွေများပြဿနာရှောင်ဆိုင်ရဝန်ထမ်းတွေကထွက်မယ်တကယ်ဖြစ်တာပြောစမ်းမအောင်ငါ ဟောဒီလိုဆရာရဲ့ အကုန်ငါလည်းပဲဟဲ့ပါအကုန်ညီမကိုညီမလို့လေကိုရဲ့အကုန် မလေးတို့တော်ရည်လားဟိုတက်တော့ဆောက်လိုက်တော့လေစားရရှောင်းအားလေဟိုအငယ်မထက်စားပြီးအမကိုတက်တာတိလားအဲ့တော့ညီမလေးတို့ထပ်ပြီးတော့အမအိမ်စားလေးထပ်ပြီးမယ်ဟိုအိမ်မှာတက်တော့တနေ့ကိုငါးဘုတ်စီဆောက်လာရမယ်အဲ့ငါးဘုတ်ကိုနောက်နေ့မနက်ဆိုင်ရတဲ့ခါကျအမအစ်စ်ပဲနော်ရှင် ဂျာကြီး ဟေးဒါကျွန်တော်လောက်ခါတော့မယ်ကြာ ကျွန်တော်မလုပ်တော့ဘူးဖတ်တော့မယ် ဘာဖြစ်လို့လဲ ကျွန်တော်လည်းထွက်တော့မယ်ကြာ နေကြမအောင်ပြောပါမင်းဘာလို့ထွက်ချင်လဲ ကျွန်တော်တရားကိုလက်ကျိုးလိုက်တရားကိုကောင်းခွဲလိုက်တရားကိုထိလိုက်ရှာလိုက်နေဒါနဲ့လာတာကစိတ်ဖို့ကပို့ပြီးတော့များနေကြ အော်အေးပါကွာနေပါဦးငါအစီအပြောင်းလုပ်ပေးပါမယ်ကဲနေအောင် ။ဒါလည်းတော့အခုတက်တော့ရိုက်ခိုင်းနေ။ဒါတော့ဇေယောက်မို့လားလေ။တက်တော့ရိုက်ဖို့လားမဟုတ်တာ။ပြီးတော့ကားလည်းကခိုင်းနေ။ကားလည်းမကတယ်ဘူး။ကားလည်းမကချင်ဘူး။ဒါလည်းတော့အခုခိုင်းနေ။ဒါတော့ပြီးရင်တက်တော့ရိုက်လည်းအိမ်သာရေးပေးနေ။အဆင်မပြေအဲ့ဒါမလုပ်ချင်တော့ဘူး ဟောအေးနေအောင်လေကွာကဲအခုဒီလိုလုပ်ငါအစီအပြောင်းလုပ်ပေးမယ်အလုပ်တော့မထွက်နဲ့မင်းကလည်းလက်ချိုးတယ်ချီချိုးတယ်အဲ့ဒီစေးဖို့ငါအစီအပြောင်းလုပ်ပေးမယ်နေမကောင်းမလားအိမ်ပြန်ပြီးတော့နားလိုက်အဲ့ဒီနားလို့ရတဲ့နေစားကောင်ငါအစီအပြောင်းလုပ်ပေးမယ်အလုပ်တော့မထွက်နဲ့နော်အေးနင်တို့ကလည်းဟိုတစ်တော့ဆိုတာတော့ငါတို့လည်းသူတို့သွားပြောလို့မရဘူးနော်တစ်တော့ကနင်တို့ကတော့ကဒါပေမဲ့ငါနင့်ကိုတင်တန်းကိုပို့ပေးမယ်လားစားလည်းတိုးပေးမယ်နော်အလုပ်တော့မထွက်ကြပါနဲ့ငါမှလည်းနင်တို့ပဲချစ်တာဟုတ်ဟဲ့မေးနေကျွေးပြားအကွက်တွေကြည့်ပြီးဘာငိုင်းနေ စင်ရလို့ပါဂျာကြီးရဲ့ ဟောစိတ်ညစ်မနေနဲ့အဲ့ဒီကျွေးပြားအကွဲတွေကိုနေဘာလို့ဖို့စဉ်းစားထားလဲ လုပ်ပြရတော့မှာပေါ့ အော်နေအောင်တော့မရှိတာပဲအဲ့ဒါကြောင့်နေမတိုးတတ်တာငါ့ကိုကြည့်လိုက်စမ်းငါဘာလို့ခြာကြီးဖြစ်နေလဲသိလားသွားဘောတစ်ခုသွား ဘာလို့မို့လဲဂျာကြီး ဩနေရလဲအဲ့ဒီဘုတ်ပြားပေါ်မှာကြေကွဲနေသောကျွေးပြားများလို့ရေးလိုက်ပြီးတော့လို့ရှိရင်အမှုပညာမြောက်ကျွေးပြားအထူးစေးရောက်ပွဲတော်လို့ရေးပြီးတော့ရှေ့မှာသွားခတ်ထားလိုက် ဂျာကြီးကလည်း ဩငါ့ကိုရှာရှည်မနေနဲ့သွားခတ်ဆိုသွားခတ် အာပြီးရော ဟာအမဘာနဲ့ပြန်ရမလဲမ အရှိမជីကွင်းနေတော့ជីပြားများဆိုရယ်ဇေယောင်းပွဲတော်တွေ့လို့အာဝင်လာ အော်အဲ့ဒါလားရတယ်ကျွန်တော်ပြန်မယ်လားလာဒီမှာ limited edition ជីပြားလေးကជីကွင်းနေရပဲเนาะ ဘယ်ရတာခြေခွဲရမှာလဲအမိုင်ဒါအမှုပညာမြောက်လက်ရကျွန်တော်ရှင်းပြမယ် ရမရှိရနေတော့အမသူ့ကိုနားနေတယ်အဲ့ជីကွင်းနေတဲ့ជីပြားလေးတွေကိုထည့်လိုက်တော့เนาะအမအတွက် ဟုတ်နာနော်အဲ့ဒါပဲဆရာ ဩဒုက္ခပါပဲကွာဒီကလေးမနှစ်ယောက်ကအဲ့လောက်တော့မှဆိုးနေပြီလား တော်တော်ဆိုးနေတာ ဒါဆိုတော့ဒီတိုင်းလွတ်ထားလို့တော့မဖြစ်ဘူး ဟုတ် ဒါမင်းလို့သူတို့လည်းငါအသိမပေးချင်ဘူးကွာ